ကျွန်တော်ဒီနေ့မိကိုလေးတစ်ခုလောက်မေးရှင်ပါတကယ်ချင်းတို့ဂိမ်းစောနေရဲ့ချိန်မှာထိုင်ခုံပေါ်ကနေနည်းနည်းလေးမှမခွာအောင်ပြေးလွှားနေရတာလည်းမဟုတ်ဘူးဘာလို့ဂိမ်းစောပြီးတဲ့အခါတကောလုံးအရန်ပိမှန်းနေရလဲဆမ်ပွဲဖြီးပြီးခါစားတာမဟုတ်အလုပ်တွေအပြင်းထန်လုပ်ထားရတယ်လို့မျိုးဘာလို့ခံစားရတာလဲဆိုတာစဉ်းစားဘူးလားဒါကစိတ်ထင်လို့မဟုတ်ပါဘူးတကယ်ကိုအကြောင်းရင်းရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒီနေ့ဒီလိုရှင်းလေးရှင်းပြပါမယ်လူအများစုကတော့ဒါဖုံးကြည့်တာများလို့ဒါမှမဟုတ်ပြင်းလို့ဖြစ်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်အကြောင်းရင်းအရာမဟုတ်ပါဘူးတင်ဂိမ်းစောနေတဲ့အချိန်မှာတင့်အုံနောက်ကခဏလေးတောင်နားမနေပဲအလုံးလုံးနေရပါအာယုံစူးစမ်းရတယ်လေးလေးမြန်မြန်တုံ့ပြန်ရရင်အရေးကြီးတဲ့အချိန်ကျရင်ဆုံးဖြတ်ချက်တွေချရတယ်ပြီးတော့ရှုံးတဲ့အခါမှာခံစားရတဲ့စိတ်ဖိစီးမှုနဲ့ဒေါသတွေကိုပါအုံနောက်ကထိန်းချုပ်နေရတယ်ဒီလိုစိတ်ပိုင်းဆိုင်ရာအားထုတ်မှုဟာစံပွဲအတွက်စာကြရတယ်လို့မျိုးပဲတကယ်အစွမ်းရည်တွေကိုအများကြီးတောင်ကျွမ်းစီရပါဒါအပြင်အကြာကြီးထိုင်နေရဖုန်းစကရင်ကအလေးရောင်တွေကြည့်နေတာနဲ့တင်ရည်သက်လုံလောက်အောင်မဖြည့်တင်းတာတွေကတင့်ခန္ဓာကိုယ်ကိုတဖြည်းဖြည်းနဲ့အာရုံကုန်ခန်းစေပါတယ်ဒါကြောင့်ဂိမ်းစောပြီးရင်ပင်ပန်းတာဟာစိတ်ထင်တော့မဟုတ်ပဲတကယ်ကိုခန္ဓာကိုယ်ကပင်ပန်းသွားပါဒီဗီဒီယိုမှာတော့ကျွန်တော်ကနေဂိမ်းစောရင်ဘာလို့ပင်ပန်းရလဲဆိုတဲ့အကြောင်းရင်းတွေနဲ့ဂိမ်းစောပြီးရင်အရန်ကြီးပင်ပန်းမတော့အောင်ဘယ်လိုစမတ်ကြစောရမလဲဆိုအောင်ရှင်းပြပြီးတော့မှဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဂိမ်းစောပြီးရင်ဘာလို့တကယ်ပင်ပန်းရလဲပထမဆုံးအနေနဲ့တော့အုံနောက်ကအလုပ်အရန်လုပ်ရလို့ပါကျွန်တော်ဂိမ်းစောနေတဲ့အချိန်မှာတိအုံနောက်ကခဏလေးအောင်အနာမရပါဘူးဥမာအနေနဲ့ပြောမယ်ဆိုရင် PUBG နဲ့မို့ပိုင်းအဲ့ဂိမ်းတစ်ခုမှဆိုရင်ရန်သူကိုစောင့်ကြည့်ရရင်ရန်သူကိုမြင်မြင်ဆက်ဆံတုံ့ပြန်ရရင်ပြီးမှဆုံးဖြတ်ချက်တွေချရရင်ပြီးတော့ရှုံးတဲ့အခါဖြစ်လာတဲ့စိတ်ဖြစ်စီမှုတွေကိုပါထိန်းချုပ်နေရပါဒါစာမေးပွဲအကြီးကြီးတစ်ခုကိုနိုင်ပေါင်းများစွာထိုင်ဖြီနေရတယ်လို့မျိုးဥနောက်ကိုအားဆိုင်ခိုင်းနေတာဖြစ်လို့ဂိမ်းပြီးတဲ့အခါစိတ်ထဲမှာဘာဖြစ်လို့တို့မျိုးပင်ပန်းသွားပါဒုတိယချက်ကတော့ခဏကိုပင်ပန်းတာပါကျွန်တော်ထိုင်နေရတယ်ဆိုပေမဲ့လည်းပုံစံမှန်မှန်ပဲကြာထိုင်လာကခဏကိုဒုက္ခပေးပါတယ်ဥမာနေဆိုရင်ခေါင်းကငုံပြီးတော့မှဖုန်းစကရင်ကိုကြည့်ရပြီးမှပခုံးတွေတောင့်တင်းနေမယ်ဒီလိုနာကျင်ကက်ခဲမှုတွေကတင့်ကိုဒူမှန်မသိပေးမှစေပါတယ်ဒါအပြင်မျက်လုံးကလည်းဖုန်းစကရင်ကိုစိုက်ကြည့်နေရတဲ့အတွက်မျက်ယူကိုက်တာခေါင်းမူးတာနဲ့မျက်ခွန်းတွေလေးလံတာမျိုးဖြစ်လာတတ်ပါတယ်တတိယတော့နေထိုင်မှုပုံစံပါကျွန်တော်ရေမတော့ပဲ game ပဲဆော့နေမယ်အချိုးကြီးနဲ့ပြီး energy drink တွေပဲတောက်တာတကယ်ပဲအားရှိတယ်လို့ခံစားရပြီးနောက်ပိုင်းမှာအာရင်ကုန်ခန်းမှုပူဆိုးစေပါတယ်အထူးသဖြင့်ညဘက်ထိဆော့တာကဖုန်း screen ကထွက်တဲ့အပြာရောင် linen blue light လို့ခေါ်တယ်ကျွန်တော် game ဆော့ပြီးရင်ဘာလို့တကယ်ပြင်ပန်းနေရလဲဆိုတော့သိပြီးဆိုတော့နောက်ထပ်အနေနဲ့ကျွန်တော်တွားကြည့်အောင် game ဆော့နေတော့မှလှုပ်ဆောင်တဲ့အချက်တွေကျွန်တော် game လေးပြဆော့မယ်ပြီးအားရင်တွေလည်းမကုန်ကန်းချင်ဘူးဆိုတော့ကျွန်တော်ဒီအချက်တွေကိုလိုက်လာကြည့်အောင်ပထမဆုံးအချက်ကတော့အချိန်တတ်မှတ်တာပါကျွန်တော် game ကိုတစ်ခါဆော့ရင် mobile legend နဲ့ PUBG ပြန်များဆိုရင်30မိနစ်မဟုတ်40မိနစ်ကြာပေါ့အများဆုံးပေါ့ဆိုတော့ဒီရဲ့ဥစ္စာကိုတစ်ပွဲလောက်ဆော့မယ်ဒါမှမဟုတ်နှစ်ပွဲလောက်ဆော့မယ်လောက်ဆော့ပြီးပြီဆိုရင်ကျွန်တော်ခဏနားမယ်ဘာကြောင့်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်အုံနောက်ရဲ့အာယုံစိုက်နိုင်စွမ်းကကျသွားတတ်လို့ခဏနားပြီးဖို့လိုပါတယ်အကောင်းဆုံးနည်းလားတော့ကျွန်တော်ဖုန်းထဲမှာအလံပေးထားရင်ပိုကောင်းပါတယ်ဒုတိယချက်ကတော့ခဏတစ်ဖြုတ်လှုပ်ရှားပါခဏတစ်ဖြုတ်လှုပ်ရှားဆိုတာခဏတစ်ဖြုတ်ခဏကိုလှုပ်တာမျိုးတစ်ခုလှုပ်တာပါဆိုတော့မိနစ်60ကျွန်တော်ပြည့်တိုင်းအတရက်တာတို့လမ်း6တာတို့အကျော်ရှမ်းတာတို့ဒါတွေးလေပတ်မှုကိုကောင်းစေပြီးခဏကိုတောင့်တင်းတာကိုတတ်တာစေပါတယ်တတိယအချက်ကတော့မျက်လုံး view စိုက်တာပါကျွန်တော်မျက်လုံးနဲ့ဖုန်း screen ကို23လုံးစီးမင်းသုံးပါ23လုံးစီးမင်းဆိုတာဘာလဲဆိုတော့မိနစ်20တိုင်းမှာ P20 အကွာဝေးမှာရှိရဲ့တစ်ခုခုကိုစက္ကန့်10ကြာအောင်ကြည့်ပြီးပါစတုထအချက်ကတော့ထိုင်ခုံအနေထားပြင်တာပါထိုင်ခုံအနေထားပြင်နေဆိုတာကျွန်တော်တစ်ခါတလေ game ဆော့တဲ့ချိန်ကျရင်ကျွန်တော် AB ဆော့ရလေးရှိရဲ့ပြီးတော့မှဘာမှမမြည်ရင်းနဲ့ဆော့ရလေးရှိရဲ့ပြီးတော့မှရှေ့တော့ပုံစံမျိုးမျိုးနဲ့ဆော့ကြရဗျာဒါပေမဲ့အဲ့ဟာခဏကိုပို့ပြီးတော့ပြင်ပန်းစေပါတယ်ဆိုတော့ကျွန်တော် bro ဆော့ရင်ကောင်းတယ်အဲ့ဆော့နေတော့မှကျွန်တော်ကြောမီယာမျိုးတို့ရှေ့တော့ကိုကြောင်းပြင်ပေါ်မှာချတာမျိုးတို့ဟုတ်ရင်ကျွန်တော်ဖုန်း screen ကိုမျက်စိနဲ့တန်းနဲ့ဖြစ်နေတာမျိုးတို့လုပ်တင်ပါတယ်ပြင်စမအချက်ကတော့ရေတောက်တာပါကျွန်တော်တခါတလေ game ဆော့တဲ့ချိန်ကျရင်ရေတောက်ဖို့ပြီးတော့တတ်ပါတယ်ဒါကြောင့်မလို့ရေဘူးကိုအနားမှာအမြဲထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ရေသက်ခန်း6တဲ့ချိန်ကျရင်အာယုံစိုက်မှုရှော့နေလာတတ်ပါတယ်
အဲအကြောင်းပြီးမှဒီဘူးဆောင်လာမဟုတ်ရင်ခဏလေးတစ်ဖြုတ်ဒီတော့တောက်ဖို့အတွက်အကြံပေးရှိပါတယ်နောက်ဆုံးအချက်ကတော့အစာပြေအစာစားပါသူတို့အရှိုးတွေအလွန်ကျွန်းစားမဲ့အစားအစီအစံဒါမှမဟုတ်တိတိလေးပဲစားပြီးအားရင်ကိုပို့ပြီးတည်ငြိမ်စေပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ game zone တွေမှာဘာလုပ်တင်လဲသိပြီဆိုတော့ game zone ပြီးသွားနောက်မှာကျွန်တော်ဘာတွေလုပ်ရင်ကောင်းမလဲဆိုတော့ဆက်ပြီးကြည့်ကြည့်အောင်ပထမဆုံးအချက်ကတော့အကျော်လျှော့ပါကျွန်တော် level တွေပခုံးတွေလက်တွေခြေထောက်တွေကျွန်တော် physical ဘိုင်းအကုန်လုံးက energy အများကြီးကုန်ဆုံးထားလို့9မိနစ်ကနေ10မိနစ်လောက်အကျော်လျှော့ပါအကျော်လျှော့ရအမျိုးမျိုးရှိပါတယ်အကစားပြင်းထန်လောက်ထားတော့အကျော်လျှော့လာတော့ဒါပေမဲ့ခုက game အတွက်အကျော်လျှော့ဖြစ်တဲ့အကြောင်းတကယ်လို့အကျော်လျှော့နေမသိဘူးဆိုရင် comment ထဲက link ကိုနှိပ်ပြီးတော့မှ Telegram ထဲမှာတော့ကြည့်လို့ရပါတယ်ဒုတိယချက်ကတော့မျက်လုံးကိုအနာပေးရပါတယ်ကျွန်တော် game ပေးရနဲ့ဖုန်းပြန်မကြည့်ပါနဲ့မိနစ်20မဟုတ်ရင်30လောက်ဖုန်း screen နဲ့ဝေးမှနေပြီပါဘာကြောင့်လဲဆိုတော့ကျွန်တော်မျက်လုံးက game zone မှာအရင်အာရုံစိုက်ရတယ်ကျွန်တော်မျက်လုံးကအရင်ပြင်ပန်ပြီးတော့မှသူကလေးလံထိုင်းနေရကြောင်းဒါကြောင့်ကျွန်တော်မျက်လုံးကိုအနာပေးဖို့လိုတယ်နောက်ထပ်တတိယချက်ကတော့အစားပြန်စားရပါဘာကြောင့်လဲဆိုတော့တင်ကိုယ်တိုင်နဲ့တည်ပါရင်ကျွန်တော် game zone မှာဆိုရင်တပွဲကို mobile legend နဲ့ PUBG မှာဆိုရင်ပြန်မြ30မို့40မိနစ်လောက်ကြာသွားတယ်ဒါမှတပွဲပဲရှိရင်တကယ်ချင်းနေခဏခဏခေါ်မယ်ဆော့မယ်ဆိုရင်ကျွန်တော်3နိုင်4နိုင်လောက်ရောက်သွားတယ်ဆိုတော့အကြာကြီးဖြစ်သွားပြီဒါကြောင့်မလို့ကျွန်တော်အခါတလေ game ဆော့ပြီးရင်တမ်းပြီးတော့အိတ်တာမျိုးလည်းရှိတယ် game ဆော့ပြီးရင်တကယ်ချင်းလာခေါ် like သွားတာမျိုးလည်းရှိတယ်ဒါကျွန်တော်ရဲ့ physical ဘိုင်းအတွက်မကောင်းပါဘူးဘာကြောင့်လဲဆိုတော့အစာလိုနေတော့မှမဖြစ်ဆွတ်ဘူးဆိုရင်ကျွန်တော်ရဲ့ energy ကလုံးဝပြန်တိုးဖို့ဆိုမဖြစ်နိုင်တာကြောင့်ပါဒါကြောင့်အစာစားဖို့လိုပဲအဆုံးချက်ကတော့အိတ်တာပါကျွန်တော်တခါတလေ game ဆော့ပြီးရင် TikTok ထဲတွားတာဒါမှမဟုတ်တခြား social media platform တွေလိုက်ပြီးတော့ဝင်ကြည့်ရလိုက်ပြီးတော့မှ scroll လုပ်နေမိရအဲ့ဒါတကယ်တော့မကောင်းပါဘူးဘာကြောင့် game ဆော့ကအရင်ပြင်ပန်းနေအဲ့ဒါကြောင့်အိတ်ခါနီးလေးမှာတနင်္လာအလိုမှာ game ဆော့တာကိုရက်လိုက်ပြီးတော့မှစာဖတ်တာဒါမှမဟုတ်တခြင်းလေးတွေနားထောင်တာလည်းအုံနောက်ကိုအနာပေးပါတယ်အနည်းကုန်းလေးပြောမှဆိုရင်ကျွန်တော် game ဆော့လို့ပြင်ပန်းတာဟာတင်အားနေချက်မဟုတ်ပါဘူးတင်ခန္ဓာကိုယ်နဲ့အုံနောက်ကအလိုလုံးရလို့အနာယူဖို့လိုနေတာပါဒီချက်လေးတွေကိုစမ်းလို့ကြည့်ပြီးတင်ရပြောင်းလဲကိုတတိထားကြည့်ပါဒီချက်တွေထဲကဘယ်ချက်ကတင်အတွက်အတုံးဝင်ဆုံးဖြစ်မလဲဆိုအောင် comment မှာပြောခဲ့ပေးပါဦး